အာဇာနည်မျိုးဖြစ်ပေါ်လာပုံနဲ့သူ့ရဲ့ထူးခြားတဲ့အချက်လေးတွေကိုပြပြပေးချင်ပါတယ်။မြန်မာနိုင်ငံမှာပထမဆုံးကျင်းပတဲ့အာဇာနည်တွေကဘိုးအောင်ကျော်ကြီးရုပ်ဖြစ်ပေါ်နေဖြစ်ပါတယ်။ဗမာပြည်နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂလွှတ်တော်ကဘိုးအောင်ကျော်ကြားဆုံးရေးပြီး1940ခုနှစ်မှာအာဇာနည်မျိုးသတ်မှတ်ကျင်းပခဲ့ကြပါတယ်။ဘိုးအောင်ကျော်ကြီးရုပ်ဖွင့်တဲ့နေရာမှာကြီးရုပ်အစားစစ်သားကိုပြင်ထုတ်ပြီးတော့အာဇာနည်နဲ့ခံဖို့ပြည်ထောင်စုနိုင်ငံတော်ဝန်လုံးကျင်းပလက်ကြတယ်။အဲ့ဒီနေ့မှာကျောင်းသားတွေနဲ့ရောက်ပြည်တော်စုလုံးရဟရှင်တို့စိတ်နှလုံးနာငြိမ်းချိုတရားပေါ်နေတယ်အာဇာနည်ရဲ့အကြောင်းလည်းဒီလိုပါလေအာဇာနည်တို့ဆိုတာ1300ပြည်ထောင်စုလုံးကြာဆုံးနေတဲ့ကျောင်းသားရပ်သား17ယောက်ကိုမန္တလေးစကိုင်းကားလမ်းပေါ်သမဝတီရဲ့တစ်ချက်မှာအာဇာနည်ဒိဗ္ဗံကိုကျင်းပပါတယ်အဲ့ဒီနေရာမှာပဲရန်ကုန်အတွင်းဝင်ရုံမှာကြာဆုံးသွားတဲ့ဘိုးအောင်ကျော်နဲ့မန္တလေးအာဇာနည်ကိုနေမျိုးမဟာပြည်သူ့ပွဲနဲ့ဘိုးပွဲအနေနဲ့ပါတယ်အာဇာနည်ကိုကြာဆုံးခဲ့တဲ့မန္တလေး26ပြည်ကျောင်းအာဇာနည်နောက်တစ်ခုကရန်ကုန်မျိုးချောင်းခဲ့တဲ့ဒေါက်တာဘာမော်လက်ထက်မှာဓမ္မလူတိုင်းပြည်မျိုးတော့ကျုံမျိုးကျုံမရတဲ့ဘာသာမရွေးပြည်အာဇာနည်ရွှေချမ်းချမ်းတိုင်းပေါ်တဲ့တပ်တွေတိုင်းပြည်ဘိုးကျော်အောင်ဆန်းကြီးတွေပါဒါတော့ဂျပန်ပြည်မှာစစ်တဲ့လက်ကုန်းဆောင်ချက်ကွန်ကောဆောင်ရကြရဖို့ကြောင့်ဖြစ်ပြီးဒီအာဇာနည်ဆုံးပါပဲဘိုးကျော်အောင်ဆန်းတို့ခုနေစလိုက်ချမ်းနေတဲ့ရန်ကုန်မျိုးတော့ရဒီမှာလို့ဆိုစီဝဲကမ်းတို့ချောအောင်ဆန်းနဲ့ဆိုရပွဲဝင်ကြီးရာဒီလာကမလာတဲ့မလာရဲ့တို့ရှိဝိနေကြစမကလာတဲ့စုကဝိရမချန်ကတဲ့မျိုးဆိုတာဟိုမှာတိုင်းလာရှမ်းတိုင်းလာချင်းကချင်းတိုင်းလာပြည်တိုင်းလာနိုင်တိုင်းအစစ်ရှိနိုင်ငံစင်ရမြန်မာနိုင်ငံဆိုရင်ဖြစ်နေတာဘာမှအာဇာနည်တော့ဆောက်ပြီးတော့1980ရောက်ကိုရပါဘူးကြောင့်ဒီပါတော့အဲ့ဒီကိုတော့ဝဲလာတော့အာဇာနည်ရဲ့အားလုံးရဲ့ဝိနည်းရဲ့စနည်းတွေတောက်ဖို့နေရပါတယ်တော့အမှတ်ဖြစ်ခံပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးငင်းညံ့တာရအောင်အတွက်ပြည်သူတွေဘယ်လိုမျိုးလုပ်ဆောင်သင့်တယ်လို့ထင်မြင်ဆောင်ပြပါလဲခင်ဗျာအမှန်တိုင်းစဉ်းစားတတ်ဖို့ဟာကိုယ်ရှိလိုက်ပညာရေးစနစ်စဉ်းစားဖို့စဉ်းစားနည်းစနစ်ကိုပညာဆုံးအများဆုံးအနေနဲ့မြင့်တင်ပြီးတော့ကြိုးစားပါအခုကမစဉ်းစားတတ်တဲ့လူတွေကိုအချင်းချင်းမညီညွတ်အောင်လုပ်နေတဲ့အပိုင်းတွေရှိတယ်အဲဒီလူလူကစဉ်းစားပြီးတော့ညီညွတ်နေကြတယ်ဂျပန်ကရှုံးရင်ပြန်ရဆုံးရတဲ့ချင်းချွေးတဲ့စကားနဲ့ပြည့်စည်ပြီးပြင်အဲဒီကချွေးတဲ့သားများလဲလုံးမြောက်ခွင့်ရခဲ့ရတယ်အကုန်လုံးကတစ်ချင်းကြိုက်ခမီတန်ပြည့်စရဲ့စစ်တင်ရဲ့ဖွင့်ပွဲအခမ်းအနားကို1946ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ဘယ်နေ့သာခရိုင်